Hi အားလုံးပဲမင်္ဂလာပါကျမနာမည်ကမက်ဆီစီမာဖြစ်ပါတယ်ရှင်student ကုတ်ကတော့ L71610 ဖြစ်ပါတယ်ဒီနေ့မှာတော့ကျမကဒီတပတ်မှာဆိုလို့ရှိရင်ကိုကအမြဲတမ်းအလုပ်လုပ်နေရတဲ့အတွက်ကြောင့်မလို့တပတ်မှာတရက်တော့ပို့အတွက် sport တိုင်းချိန်ပေးမယ်ဆိုပြီးတော့မှဒီနေ့ကျမစက်တောင်ရက်တဲ့လေ့ကျင့်ခန်းလေးကိုဒီနေ့ဒါခဲ့ပါတယ်ပေါ့နော်ဒီလိုမျိုးလေ့ကျင့်ခန်းလုပ်ရတဲ့ဟာဆိုလို့ရှိရင်ကျမရဲ့အလုံးမှာစိတ်ဖိစီးမှုတွေအားလုံးကိုဒီလိုမျိုးစိတ်လို့ကိုဝါသနာပိုင်းအားကစားတစ်ခုလောက်လိုက်ရတဲ့အတွက်ကြောင့်မလို့ကိုမှအလုံးထဲမှာရှိတဲ့စိတ်ဖိစီးမှုတွေရောအကုန်လုံးပေါ့နော်ဒီခန္ဓာကိုယ်မှာရှိတဲ့ချွေးတွေကအကုန်လုံးချွေးထွက်ပြီးတော့မှကိုယ့်ရဲ့စိတ်ဖိစီးမှုတွေအကုန်လုံးကဒီတပတ်တာအတွက်ကိုမှတွေ့ကြုံရတဲ့ပြဿနာကြီးဖြေရှင်းခဲ့ရတဲ့ဟာတွေအကုန်လုံးကဒီအားစားလုံရင်းနဲ့ထွက်သွားတဲ့ရွှေနဲ့အတူပါသွားတယ်လို့ခံစားရတဲ့အတွက်ကြောင့်မလို့ပြီးတော့အားကစားလုပ်ပြီးသွားလို့ရှိရင်လည်းကိုအဲ့လိုpress စိတ်ကလန်းဆန်းသွားတယ်လို့ခံစားရတဲ့အတွက်ကြောင့်မလို့ဒီနေ့ Superman ချင်းလိုက်အောင် join ရင်းနဲ့ဒီ sport လေးကိုပေါ့နော်ကစားပြခဲ့ရဖြစ်ပါတယ်ရှင်စက်တောင်ရိုက်ပြီးတော့မှဒီဗီဒီယိုလေးနဲ့ join လိုက်ပါရှင်